Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ Minecraft ထဲမှာ Diamond ကိုရအောင်ရှာပြသွားမှာဖြစ်ပါတယ် Diamond ကိုရအောင်ရှာပြမှာဖြစ်ပါတယ်အားလုံးပဲ like ကြည့်ပေးကြပါကျွန်တော်အဲ့မှာတော်ပြီရေတော့တစ်ဆက်ခေါ်အောင်ပေါ့နော်တစ်ကိုဆက်ခုတ်ပါတယ် let's go တစ်ကိုဆက်ကျွန်တော်ဒီတစ်ကိုဆက်ခုတ်ပါတော့မယ်အဲ့မှာအဲ့ဒီအချိန်မှာပဲကျွန်တော်ကတစ်ကိုဆက်ခုတ်တယ် Diamond ရအောင်ရှာမှာဆိုတော့လေနည်းနည်းကြားတော့ကြာမယ်ဒါပေမဲ့ကျွန်တော်ဗီဒီယိုကနည်းနည်းဖြတ်ထားတယ်ဗျဘာလို့ဆိုတော့ကျွန်တော်ဖုန်းမှာပဲဆိုတော့အရန်ဗီဒီယိုအရန်ရှည်သွားလို့ရှိရင်အဲ့ဒီဗီဒီယိုကစက်တင်လို့မရတဲ့အတွက်ပေါ့နော်ဗီဒီယိုကိုနည်းနည်းဖြတ်ထားရပေါ့နော်အဲ့ဒီမှာပဲနောက်ရက်တေးခုတ်တယ်ပြီးတော့ကျွန်တော်ကပြီးတော့အမှနောက်ရက်တေးကိုခုတ်ပါတယ်အဲ့မျိုးစခုတ်တယ်အဲ့မှာကျွန်တော်က credit တွေတခုလုပ်ပါရပေါ့နော်အရင်ဆုံးဒီဟာလေးတော့ပြီးတော့ခေါ်လိုက်မယ်ဒီဟာလေးပြီးအောင်ခေါ်အပေါ်ဟာရောကျွန်တော်စမခုတ်တော့အဲ့မှာကျွန်တော် credit ကျွန်တော်အရင်ဆုံးတစ်သားလေးအရင်ဆုံးဆက်လုပ်တယ်တစ်သားလေးလုပ်တယ်ပြီးရင်ကျွန်တော် credit ပြီးကျွန်တော်ပေါ့နော် credit တွေပဲတခုလုပ်ပါတယ်credit တွေပဲတခုလုပ်ပြောမှာ credit တွေပဲတခုလုပ်ပြီးတော့အဲ့ credit တွေပဲကိုမီဒီပေါ်ချရတယ်ပြီးရင်ကျွန်တော်ပစင်ရေဓားရေပစ်ကက်လုပ်ပါတယ်အဲ့ဒါမှတို့နွားတွေ့ရလေဟိုကျွန်တော်မှအဲ့နွားကိုတုတ်လိုက်တယ်အဲ့မှာနွားပြေးရမလုပ်ဘူးအဲ့မှာကျွန်တော်ကြက်ကိုစကားသွားပြောတယ်ကြက်ကပြေးရစကားပြောချင်တယ်တူတယ်ဟဲ့အောင်ကြက်မင်းနဲ့မဘလို့ခေါ်လဲမသိဘူးကွာရော့ကွာမသိဘူးဟာအဲ့ဒီမှာပဲကျွန်တော်ကအိမ်ဆောက်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဘာလို့ဆိုတော့ Minecraft ထဲမှာအိမ်မဆောက်ဝယ်နေလို့ရှိရင်ပေါ့နော်ဟိုဖြစ်တယ်ပေါ့အဲ့မှာကျွန်တော်ကအိမ်မဆောက်ခင်မီကြီးကိုအရင်တူလိုက်ပါတယ်မီကြီးကိုအရင်တူလိုက်တော့မှာအဲ့တစ်သားလေးယူရမဟုတ်ပါဘူးအဲ့ဒီ stone တွေယူရပေါ့ကျွန်တော်ကနည်းနည်း stone တွေယူရဒီမှာအမ stone တွေယူရဒီမီကြီးက stone လားမရောက်နိုင်တော်တော်ဒူးရတယ်အဲ့ဒီမှာ stone လားရောက်တယ်အဲ့မှာပဲမောင်လာတော့ကျွန်တော်မှဖျောင်းလည်းမရှိဘူးအဲ့မှာကျွန်တော်စတူးတယ်အဲ့မှာနည်းနည်းတူးရတယ်နည်းနည်းတူးပြီးတော့ပစ်ကက်နဲ့အောက်ကိုတူးရတယ်ပြီးတော့အမတစ်သားတော်တော်ရှားခက်တယ်ပြီးတော့ကျွန်တော်အောက်ကိုဆက်မတူးရတော့ဘာလို့ဆိုတော့တော်တော်မောင်လာပြီးတော့အဲ့လိုဒီဟာလေးပဲစတူးရတယ်ပေါ့နော်အဲ့လိုမျိုးစတူးပြီးတော့နည်းနည်းရပြီဆိုတာနဲ့အမအပြင်ပြန်ထွက်လာတယ်ပေါ့နော်ဒီအချိန်မှာကျွန်တော်အပြင်ပြန်ထွက်လာတဲ့အခါမှာခုတေးပဲတစ်ခုလုပ်ပြီးတော့stone saw ရယ် stone picket ရယ်stone axe stone picket လို့ပြောတော့ကျွန်တော်က stone တွေကကုန်သွားတော့ဒီမှာဆွဲအဲ့ဒုံချောင်းကုန်သွားတာမှာကျွန်တော်ဒုံချောင်းတွေကုန်သွားတော့အဲ့ဒုံချောင်းတွေကိုပြန်လုပ်တယ်အစ်ပြန်လုပ်တယ်အစ်ပြန်လုပ်တယ်ပြန်လုပ်တော့ဒုံချောင်းလေးရနည်းနည်းပြန်ရအောင်တော့ကျွန်တော်က stone picket တခုကိုလုပ်လိုက်ပါတယ် stone picket တခုလိုလိုက်ပါတယ်ဆက်မှာ stone picket တခုလိုလိုက်ပါတယ် stone picket တခုကိုလုပ်ပြီးတော့ဒီလိုဘာဆက်လုပ်မလဲဆိုတော့ပေါ့နော်ကျွန်တော်ကအဲ့ဒီနွားလေးတွေ့အဲ့နွားကိုကျွန်တော်အစာရဖို့အတွက်တပ်လိုက်တယ်ရော့မနွားကြီးရှော့ပြီးတော့အဲ့ကြက်ကိုပဲအစာတပ်လိုက်တယ်ပြီးတော့ကျွန်တော်ကတစ်ပင်စခုတ်တယ်အဲ့မှာစခုတ်တော့အမှန်တည်းအဲ့တစ်ပင်ခုတ်ရတယ်ကျွန်တော်အိမ်ဆောက်လို့ရှိရင်ကျွန်တော်ကအဲ့တစ်သားရလို့လေဗာလဲအဲ့တစ်ပင်တွေကိုအများကြီးရှေ့ခုတ်ရတယ်အဲ့ဒါကြောင့်မို့တစ်ပင်တွေခုတ်ပြီးတော့နောက်တစ်ပင်ကိုလည်းစခုတ်တယ်အဲ့လိုခုတ်တော့ပြီးတော့အဲ့လိုကျွန်တော်အဲ့လိုမျိုးပဲစခုတ်နေတယ်အဲ့လိုစခုတ်နေတော့ကျွန်တော်ကဘွားရဖို့အရှိပြီးတော့အမှကျွန်တော်ကလက်ကိုတက်မလို့ဆုံးပလဲဒါပေမဲ့ငါမတက်တော့ပါဘူးလေဆိုပြီးတော့ပြန်လှည့်လာပြီးတော့ဘာဆူတောင်းမလဲဆိုတော့ကျွန်တော်ဆူတောင်းပြကျွန်တော်မူချမ်းစီကနေပြီးတော့အဲ့ရတခုကိုတောင်းပြမယ်မူချမ်းကျွန်တော်အဲ့ရတခုပေးတော်မူပါအဲ့ရလေးလို့ဗါလဲအဲ့ရလောက်လာပြီဟာမူချမ်းတကယ်ပေးတာဟာအဲ့တော့ကျွန်တော်အဲ့ရလေးရသွားပြီဆိုတော့တစ်ဆက်ခုတ်တယ်တစ်သားရေစခုတ်တယ်တစ်သားရေစခုတ်ပြီးတော့အိမ်ဆောက်ဖို့အတွက်ဆိုပြီးတစ်သားတွေကိုအများကြီးရှာတယ်တစ်သားတွေကိုအများကြီးရှာတစ်သားယူရှယ်ခုတ်တယ်ကျွန်တော်ရှိရနေရကလည်းအဲ့ဒီတစ်ပင်တွေကအများကြီးရှိတော့လေကျွန်တော်အကြိုက်ပဲပေါ့တစ်ပင်တွေကိုရှယ်ခုတ်တယ်တ
ပင်နေရှခုတ်တော့ပါတပင်နေမခုတ်အကျော်တပင်နေကအကုန်အောင်မခုတ်နိုင်ဘာလို့ဆိုတပင်နေကအရှိကြီးကျုံကျွန်တော်မမီယူအဲ့ဒါမို့သူကတပင်နေစကောအမကျွန်တော်အမအကောင်လေးပါတယ်ရှာအဲ့ဒီနွားကြီးကြိတ်တီးရမတူတော့ငါဟောပါပေါ့ငါပစ်ကတ်နဲ့အဲ့လိုမျိုးစတူးမယ်ပေါ့အောက်အပစ်ကတ်နဲ့အဲ့လိုမျိုးစတူးမယ်ပေါ့ပစ်ကတ်နဲ့အဲ့လိုစတူးတော့အမရတယ်ဆိုတော့အမကျွန်တော်မှပစ်ကတ်နဲ့ဆွတူးတယ်ကျွန်တော်ကတန်သွင်းနေရပေါ့ကျွန်တော်အဲ့ဓာတ်ရိုက်ပြောနေရမဟုတ်တော့လေအတန်းဟောပြအဲ့ဒီအချိန်မှာညနေရောက်သွားပါပြီလို့အမညနေရောက်သွားတော့ကျွန်တော်စင်းပြီဒါပေမဲ့အဲ့ဘေးနားမှာနွားကိုအရင်တပ်လိုက်ရောဆိုတော့စားလျာရှိမှသွေးပြန်တပ်မှာလေအဲ့ဒါကြောင့်နွားကိုအမနွားပြေးတယ်အမကျွန်တော်အောက်လင်းပြီးတော့တွားရင်ကျွန်တော်ဒီတစ်ခါလူလို့ရှိရင်ဟိုတစ်ခါတော့ကျွန်တော်ကရှာမရှိတော့ဟိုတစ်ခါကျွန်တော်ဗါလဲဆိုတော့ဇူမီနဲ့ရှင်တွားချာရှော့သွားတယ်အဲဒါကြောင့်မို့ကျွန်တော်ကဒီတင်းရောက်မီအောင်တော့မှအိတ်မဲဆိုပြီးဆုံးဖြစ်လိုက်ပါတယ်အဲ့ဒီမှာပဲကျွန်တော်ကအဲ့လေတယ်အဲ့ပြီးတော့မနဲ့နိုးလိုက်အမဇူမီကလာချတယ်အပေါ်မြင်မတဲ့ကြောထိသွားတော့ဇူမီကလာတက်တယ်ဟဲ့မပြေးနဲ့မင်းမပြေးနဲ့မင်းကိုစားမယ်ဟင်ငါ့ကိုလာကြိုက်တယ်ဗောလားလာနင်းအဲ့ဒီမှာ तू ကကြည်အောင်အင်ကြီးကြမချဘူးကျွန်တော်အုတ်ထုတ်ရဲ့ဘောင်းပီပဲလာချပြီးသွားတယ်ကျွန်တော်ဝတ်လိုက်တယ်အဲ့ဒီကိုပြီးတော့အိမ်ဆောက်ဖို့အတွက်စတင်စုဖြစ်လိုက်ပါတယ်အိမ်မပြောကျွန်တော်နေရာရှင်မျိုးအမဇူမီရဲ့ကျွန်တော်လာပြီးမဲတာအဲ့မိုးမဲအမနောက်တော့အဲ့တော့ကျွန်တော်မချလိုက်အောင်မီးလောင်ကြီးချောသွားအမမီးလောင်ကြီးကျွန်တော်အမအဲ့တစ်သားမလောက်မှစိုးလို့ဆိုပြီးတော့အဲ့တစ်သားကိုတော့စက်ခုတ်တယ်စက်ခုတ်ပြီးတော့ကျွန်တော်ကနေရာရှားတာပေါ့နေရာတဝန်းလေးအဲ့မှာခွေးတွေပဲတခုထုတ်ပြီးတော့အဲ့တစ်သားတွေကိုပြန်လုပ်တယ်အမကျွန်တော်ကတစ်သားတွေကိုအကုန်တူးထားတော့လေတစ်သားတွေအကုန်ပြန်ခုတ်ထားတာမှာတစ်သားတွေအများကြီးကြီးလိုက်အမတစ်သားတွေအများကြီးပဲတစ်သားတွေက64တုံး64တုံးအများကြီးပဲကျွန်တော်မှာတစ်သားတွေကတော့ရပြီလို့ငါအင်းဆက်လို့ရသွားပြီဆိုပြီးတော့ပျော်သွားတာပေါ့အရန်နေတက်ကြွသွားပြီးတော့အမအိမ်ဆောက်တယ်ဒါကတော့အိမ်ကျန်းလေးပေါ့ကျွန်တော်ဘာလို့မပြရဲဆိုဗီဒီယိုကအရန်ရှည်သွားမှာဆိုလို့ပေါ့နော်ဒါကျွန်တော်ရဲ့အိမ်အကျန်းလေးပေါ့နော်အိမ်ကတော့မပြီးသေးဘူးဆက်ဆောက်အောင်မယ်ဒါကတော့ကျွန်တော်အပေါ်ကအကာလေးစက်တက်လိုက်ပါပြီနော်အပေါ်ကအကာလေးပါကျွန်တော်ဘာလို့ဗီဒီယိုပြန်ကြည့်တယ်လို့ဗီဒီယိုကအရန်ရှည်သွားလို့ရှိရင်ကျွန်တော်ပေါ်မနိုင်ဘူးအဲ့ဒါကြောင့်မလို့ပါနည်းနည်းသိခင်ပြီးကြပါနော်ဟိုပါပေါ့အဲ့မှာကျွန်တော်အိမ်ဆောက်တဲ့အိမ်နေရန်လေးကိုကျွန်တော်လိုက်ဖိပါတယ်အိမ်နေရန်လေးလိုက်ဖိမှာတသားကုန်ပါတယ်ကျွန်တော်တသားရအများကြီးဆိုတော့တသားကလုံးဝပူလာမလို့လေအမလုံးဝမပြန်ဆောက်တယ်ဘီးနေရန်လေးလိုက်ဖိတယ်အိမ်နေရန်လေးလိုက်ဖိတယ်ပြီးတော့ကျွန်တော်အဲ့ဒီဘီးနေရန်လေးကိုလိုက်ဖိတယ်ဘီးနေရန်လေးလိုက်ဖိတယ်စဖိပြီးတော့ကျွန်တော်ကျွန်တော်တကားဖိရတော့ကျွန်တော်ဟိုပါပေါ့မပြရတော့ကျွန်တော်ဗီဒီယိုပဲဆက်ကြည့်လိုက်တော့မယ်အဲ့တော့ဒီမှာကျွန်တော်ဖြစ်တယ်ပြီးတော့ကျွန်တော်ဗီဒီယိုတင်ကြည့်လိုက်တယ်ပေါ့နော်ဘာလို့ဗီဒီယိုအရင်ရှိမှာဆိုလို့ရပါပြီဒါကျွန်တော်အိမ်ကပြီးသွားပြီပေါ့နော်ဒါကျွန်တော်အိမ်တိတ်အရင်ကပုံတော့မလာပါမယ်အဓိကကျွန်တော်အဲ့ဒီဇူမီရန်ကနေကာဝင်မှာဆိုတော့လေအဲ့လိုမျိုးအိမ်လေးရှိမှအဆင်ပြေမှာပေါ့ဒီမှာကျွန်တော်အိမ်ဒါကတော့အမိုးပြီးသွားပြီအထဲမှာတော့ဘာမှတော့မတက်ရသေးဘူးပြီးမှတက်မှာအဲ့ဒီမှာအဲ့ဒီအချိန်မှာကျွန်တော်ကဖြစ်ရှင်တော့အဲ့ဒီအချိန်မှာကျွန်တော်ရှော့သွားတယ်ကျွန်တော်ခွီးပါလာတောက်သွားတာကဲဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်တော့ like and subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့